TNL Live Channel ရဲ့ပိတ်သက်များအားလုံးမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့နာမည်ကတော့တာညီဖြစ်ပါတယ်ဒီနေ့မှာတော့စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ရွာလေးတစ်ရွာကျောင်းလေးတစ်ကျောင်းမှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုပါတရက်မှာအတန်းပိုင်ဆရာမကျောင်းသားတွေကိုမိဖြစ်ချင်တဲ့အိမ်မက်တွေကိုစာရွက်တစ်ရွက်မှာရေးပြီးအတန်းချိန်မပြီးခင်သပွဲပေါ်လာတင်ဖို့ပြောပါတယ်ကျောင်းသားတွေလည်းသူတို့ဖြစ်ချင်တဲ့အိမ်မက်တွေကိုစာရွက်ပေါ်မှာခြာရေးပြီးဆရာမရဲ့သပွဲပေါ်တွားတင်ခဲ့ကြတာပေါ့နောက်နေ့ကြာတဲ့အခါဆရာမကကျောင်းသားတယောက်ရဲ့မိဘတွေကိုသူ့ကိုလာတွေးဖို့မှာလိုက်ပါတယ်ညနေကျောင်းဆင်းချိန်လေးမှာကျောင်းသားရဲ့အမေဟာကျောင်းကိုစိုးရိမ်တကြီးနဲ့ရောက်လာခဲ့ပါတယ်သူသားဘာတွေများအမားလှုပ်ထားလဲဆိုပြီးတော့တွေးပြီးစိုးရိမ်နေခဲ့တာပါဆရာမနဲ့တွေ့တဲ့အခါမှာဆရာမကသူသားရဲ့အိမ်မက်ကိုခြာရေးထားတဲ့စာရွက်ကိုပြပြီးနောက်နေ့မှာပြန်လာခိုင်းဖို့ပြောပါတယ်ဆရာမကကလေးမေကိုဘယ်လိုရေးသင့်တယ်ဆိုတာကိုလည်းတီတီချာချာရှင်းပြလိုက်ပါသေးတယ်။ညရောက်တော့ကျောင်းသားရဲ့အမေဟာယောက်ျားဖြစ်သူကိုအကြောင်းစုံပြောပြလိုက်တဲ့အခါမှာယောက်ျားဖြစ်တဲ့သူဟာနေပါဦးငါသားကစာရွက်ထဲမှာဘာတွေများရေးထားလို့လဲလို့ပြန်မေးလိုက်ပါတယ်။ဒီတော့မိမဖြစ်တဲ့သူဟာစာရွက်ကိုထုတ်ပြလိုက်တယ်။သားဖြစ်သူရေးထားတဲ့စာရွက်ထဲမှာတော့ပြိုင်ပြင်းနေအများကြီးမွေးထားတဲ့ဧက200လောက်ကျဲတဲ့ခြံကြီးတစ်ခုကိုပိုင်ဆိုင်ခြင်းတယ်လို့ရေးထားခဲ့တာပါ။ယောက်ျားဖြစ်တဲ့သူဟာစာရွက်ကိုမြောက်ပြလိုက်ပြီးဒါကဘာတွေများမှားနေလို့လဲကွာလို့ပြန်မေးလိုက်ပါတယ်ဒီခါမှာမိခင်ဖြစ်သူဟာဆရာမကပြောတယ်ကျမတို့လိုဆင်းရဲတဲ့မိသားစုကနေပေါက်ဖွာလာတဲ့ကလေးရဲ့အိမ်မက်တွေကဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့တခြားကျောင်းသားတွေလိုဆရာဝန်တို့အင်ဂျင်နီယာတို့ကျောင်းဆရာတို့ထည့်ရေးခိုင်းဖို့လည်းမှားလိုက်သေးတယ်ဒီခါမှာယောက်ျားဖြစ်တဲ့သူဟာတားကိုလှမ်းခေါ်လိုက်ပြီးတားစာရွက်ထဲမှာဆရာမပြောတဲ့တခုခုကိုရေးပြီးမနှက်ပြန်ဆရာမရဲ့ဇပွဲပေါ်ကိုတွားတင်လိုက်ကွာဖခင်ဖြစ်သူရဲ့စကားကိုကြားလိုက်တဲ့အခါမှာတားဖြစ်သူဟာအဖေကလည်းဒါတွေတခုမှသားမဖြစ်ချင်ပဲလို့ပြန်ပြောလိုက်ပါတယ်ဖခင်ဖြစ်သူဟာသူ့သားရဲ့ခေါင်းလေးကိုပုတ်လိုက်ပြီးအဲ့ဒါသားရဲ့အိမ်မက်တွေကိုရေးခိုင်းတာမဟုတ်ဘူးဆရာမရဲ့အိမ်မက်ကိုရေးခိုင်းတာသူစိတ်ချမ်းသာဖို့ရေးလိုက်စမ်းပါကွာငါသားရဲ့အိမ်မက်တွေကိုရေးထားတဲ့စာရွက်ကိုကြတော့စာကြည်စပွဲကအန်ဆွဲထဲမှာတေချာသိမ်းထားနေတိုင်းထုတ်ဖတ်ပြီးရင်ဖြစ်အောင်လုပ်ကွမင်းစိတ်ထဲမှာပြင်းပြဖြစ်ချင်နေတယ်ဆိုရင်မင်းရဲ့ဆန္ဒတွေကတနေ့ဖြစ်ကိုဖြစ်လာလိမ့်မယ်လို့အဖေယုံကြည်တယ်လို့ဖခင်ဖြစ်သူကပြောလိုက်ပါတော့တယ်ဒီလိုနဲ့နောက်နှစ်ပေါင်း40ကြာသွားပြီးတဲ့အခါမှာကျောင်းသားလေးဟာအဲ့ဒီရွာမှာဈေးကြီးရဲ့ပြိုင်မြင့်အကောင်100ကျော်ထိမွေးမြူထားတဲ့ဧက200ကျော်ကျဲတဲ့ခြံကြီးကိုပိုင်ဆိုင်တဲ့တထေးတူအမှန်တကယ်ဖြစ်လာခဲ့ပါတယ်ဒီဇာတ်လမ်းလေးအတိုင်းပါပဲဘဝမှာကိုယ့်ရဲ့အိမ်မက်တွေကိုဖျက်ဆီးမဲ့အရာတွေကြုံလာခဲ့ရင်နားမရောက်ပါနဲ့ဘယ်သူတွေဘာပဲပြောနေပါသေးနားမရောက်ပဲကိုယ့်ရဲ့အိမ်မက်တွေကိုဒီဇိုင်းမန်းနဲ့အကောင့်တွေဖော်တဲ့သူတိုင်းဟာအိမ်မက်တွေအမှန်တကယ်ဖြစ်လာတယ်ဆိုတာကိုဒီဇက်လန်းလေးကတက်တည်ပြနေပါတယ်။ဒါကြောင့်ဆရာမများနဲ့မိဘများအနေနဲ့လေကိုယ့်ရဲ့တပည့်ဒါမှမဟုတ်ကိုသားသမီးရဲ့အိမ်မက်တွေကိုကိုယ်တိုင်ဖျက်ဆီးနေသူမှမဖြစ်ကြသေးဘူးလေတတိထားဆင်ခြင်နိုင်ဖို့လိုပါတယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့မိတ်ဆွေများလည်းဒီဇက်လန်းလေးကနေတန်ဖိုးရှိတဲ့တုံတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ရက်ဒီမှာလည်းပုံမကောင်းမွန်တဲ့ဗီဒီယိုလေးတွေကိုဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ TNL Live Channel ဆိုတဲ့ Facebook Page နဲ့ YouTube Channel လေးကို Like, Follow နဲ့ Subscribe ပြုလုပ်ပေးခဲ့ကြဖို့တောင်းဆိုပါရစေဗျ။ချစ်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါစေ။ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျ။